audio မှာ background noise တွေပါနေလားဒါဆိုဒီဗီဒီယိုကိုကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါ KK channel မှာပြန်နေစုလိုက်ပါတယ်ဒီနေ့မှာတော့ audio တွေကို background noise remove လုပ်လို့ရတယ် free သုံးလို့ရတဲ့ website တွေနဲ့ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အစိုးအနေနဲ့ browser တစ်ခုတည်းကိုဝင်လိုက်ပါ Adobe Speed Enhancer ဆိုတဲ့ website လေးကိုရိုက်ရှာလိုက်ပါဒီ website လေးတွေကိုဝင်လိုက်ပါ website ကိုဝင်တဲ့အခါမှာ Gmail နဲ့ကိုယ့်ရဲ့ရှိပြီးသား Gmail နဲ့ဝင်ရမှာပဲဖြစ်ပါတယ်အခုကတော့ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းအကောင့်ကဝင်ပြီးသားဖြစ်နေပါတယ်ပထမဆုံးကြည့်ဝင်မဲ့သူဆိုလို့ရှိရင် Gmail အကောင့်နဲ့ဝင်ရမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့သိရမှာကတော့ကိုယ့်ရဲ့ audio file ရဲ့ background noise တွေကိုတနားရီစာ remove လုပ်လို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ file size က 500MB size ပဲရှိရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုက audio file တစ် file ထည့်တိုင်းမိနစ်30ဒါမှမဟုတ်ရင်မိနစ်30အောက်ကိုလျှော့ပြီးတော့မှထည့်လို့ရပါမယ်တကယ်လို့ file size ကြီးနေတယ်ပြီးလို့ရှိရင်မိနစ်30အထက်ကျော်နေရဆိုလို့ရှိရင် free သုံးလို့ရမှာမဟုတ်ပါဘူးပြီးတော့တစ်နေ့ကိုတစ်နာရီစာသုံးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကိုကောင်းပါတယ်တချို့လူတွေကဆိုလို့ရှိရင်ဗီဒီယိုတွေကိုနောက်မှ audio နဲ့လိုက်ပြီးတော့ထည့်တာပဲဖြစ်ပါတယ်ဒီလိုဆိုလို့ရှိရင်ကိုကမိနစ်30စာဗီဒီယိုလုပ်တဲ့သူဆိုလို့ရှိရင်တစ်နေ့ကိုဗီဒီယို2ပုတ်စာတောင်ရမှာပဲဖြစ်ပါတယ်တကယ်လို့10မိနစ်စာဗီဒီယိုလုပ်တဲ့သူတွေဆိုလို့ရှိရင်ဗီဒီယို6ပုတ်တောင်မှပဲတစ်နေ့နဲ့လုပ်လို့ရပါတယ်ဒါဆိုရင်တော့စပြီးတော့လုပ်ကြည့်လိုက်ရအောင်ကိုယ့်ရဲ့အတန်သွင်းထားတဲ့ audio file ကိုယူဖို့အတွက်ကို choose file နဲ့ကိုဝင်လိုက်ပါပြီးရင်ကိုယ့်ရဲ့ audio file ထားတဲ့နေရာကိုဝင်ရမှာပဲဖြစ်ပါတယ်ပြီးတော့ကိုအသုံးပြုရမယ့် audio file ကိုယူလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ audio file မှာရှိနေတဲ့ background noise တွေကို remove လုပ်နေပါပြီဒါဆိုရင်တော့ background noise တွေကို remove လုပ်ထားတဲ့ file ကိုရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကိုက remove မလုပ်ခင်အခြေအနေနဲ့ remove လုပ်ပြီးခြင်းတွေဘယ်လိုကွာခြားမှုရှိလဲဆိုတာကိုဖွင့်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ background noise တွေကို remove မလုပ်ခင် file ကိုအရင်နှာထောင်ကြည့်ရအောင်မင်္ဂလာပါ KK channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ audio background noise remove လုပ်လို့ရတယ်Adobe Speed Enhancer ဆိုတဲ့ website လေးကိုအသုံးပြုနည်းလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။လိုက်ကြည့်ပေးကြပါအောင်ရှင်။အခုကတော့ background noise တွေကို remove လုပ်ထားတဲ့ file လေးကိုနားထောင်ကြည့်ကြရအောင်။အားလုံးပဲမင်္ဂလာပါ KK channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ audio background noise remove လုပ်လို့ရတယ် Adobe Speed Enhancer ဆိုတဲ့website လေးကိုအသုံးပြုနည်းလေးကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။လိုက်ကြည့်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့ background noise remove လုပ်ထားတဲ့ file လေးကို download ရပါပြီ။ဒါဆိုရင်တော့ download ပြီးသွားပါပြီ။ကိုကနောက်ထပ်တစ် file ကို upload လုပ်ပြီးတော့ background noise remove လုပ်မယ်ဆိုလို့ရှိရင် upload နာတာဆိုတဲ့ file လေးကိုဝင်ပြီးတော့ထည့်ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီ website လေးကိုအသုံးပြုပြီးတော့အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် KK channel မှာတင်သွင်းဗီဒီယိုများကိုသိရှိရန်အတွက်လည်း like and subscribe လုပ်ပေးသွားပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်